စိတ်ထားလေးကိုလေဘုရားခင်ကိုရမကြီးကပြောင်းလို့ရအကြောင်းကိုဟောကြားတာနော်တရားနာတဲ့ဓမ္မတွေစိတ်ထားကိုလေဘုရားခင်ကိုရမကြီးကပြောင်းလို့ရအကြောင်းကိုသုံးမတွင်တင်တယ်ဆိုတာလည်းမှတ်ထားရမယ်မိမိတို့တရားနာကြတာဒီဓမ္မတို့ဘုရားဒီဘဝလိုချင်လို့တရားမနာကြနဲ့မှန်ပါဗျာဘုရားဒီဘဝလိုချင်လို့တရားမနာရဘူးဆိုတာသေချာမှတ်နော်ဇာတိသရမရဏဆိုတဲ့ဝိနာဝေတေဝေလွတ်ရကျွရငြိမ်းရသိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုသာလိုချင်၍ငါတို့တရားနာတရားထုတ်တယ်ဆိုတဲ့စိတ်ထားကိုပြောင်းပါမှဝိဝတ္တဖြစ်မယ်တရားနာတဲ့ဓမ္မတွေစိတ်ထားကိုဘုရားရှင်ကိုရမကြီးကပြောလိုက်နော်ဝိနာဝေတေဝေလူငင်းရဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့အရာကြီးကိုသာရောက်ချင်းရခြင်းကိုအလိုရှိ၍တရားနာပါတယ်တရားထုတ်ပါတယ်ဆိုတော့ဆရာတရားကျော်တို့စိတ်ပြောင်းရမယ်နမလို့ရှင်တရားနာတဲ့ကုသိုလ်ဒီတဲ့ဝတ္တကုသိုလ်သွားဖြစ်မယ်ဝတ္တကုသိုလ်သွားဖြစ်မယ်ဆိုလို့ရှိရင်ဝတ္တကုသိုလ်ဆိုတဲ့ဆရာကအမှန်တန်ဆိုရတဲ့ကုသိုလ်လို့မှတ်လိုက်ချမ်းပါဝတ္တကုသိုလ်ဆိုတာဓမ္မတွေအမှန်တန်ဆိုရတဲ့ကုသိုလ်ဘုန်းကြီးနည်းနည်းလေးပြပြီးမှဝတ္တကုသိုလ်အကြောင်းကိုဝတ္တကုသိုလ်ဆိုတဲ့ဆရာကဘယ်လိုပါလဲလို့မေးလို့ရှိရင်ဒါပြိပ္ပယ်နေတဲ့ဒုက္ခဒါယခုကသက်ရှင်ပြီးကြရတဲ့ခန္ဓာဝန်ထားနေတဲ့ဒုက္ခဒါခန္ဓာဝန်သုတ္တရတဲ့ဒုက္ခဒါရတရားတဲ့ရှင်းရင်ပြိပ္ပယ်နေရတဲ့ဒုက္ခဒါကြတဲ့ဘုရားဓမ္မရဲ့ခန္ဓာဝန်ထားသူများကိုခံရတဲ့ဒုက္ခတဲ့တော့ဒါတွေတွေ့တော့ဒုက္ခလည်းတော့လူဘဝရလည်းဒီဒုက္ခသုံးခုလဲနတ်ဘဝရလည်းယမဘဝရဒီဒုက္ခသုံးခုကြီးလဲပြီးကြတာနေတော့ဘုန်းကြီးတို့ဓမ္မတွေကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့တရားနာရကုသိုလ်ဖြစ်တယ်သေဓမ္မနာသုတိရောက်တယ်ဆိုတဲ့စိတ်ထားနဲ့မနာကြပါနဲ့နာလို့ရှိရင်ဒီတိုင်းလေပါလိမ့်မယ်ဆိုတာသဘောကျနာလို့ရှိရင်ဒီတိုင်းလေတော့ဒုက္ခဆက်သုံးခုလေတဲ့ရှင်းကြပါလေပါလိမ့်မယ်ဒုက္ခဆက်သုံးခုလေတယ်လို့ဖတ်လိုက်ချမ်းပါအဲ့ဒါဝိတ္တကုသိုလ်လို့ခေါ်ပါတယ်အဲ့ဒါဘုရားနာကုသိုလ်ဖြစ်တာပဲတရားတော်နာမပဲရှင်းဆုံးတော့သူ့ဤတော့ဘာနာသာတော်မှာသူ့ဒီရောက်သေးတာပဲအစရှိနေတဲ့လျှော့စည်းမလုပ်ပါနဲ့တရားဓမ္မတွေလျှော့စည်းမလုပ်ပါနဲ့ဘုရားနာဝေသေဝေတို့ငြိမ်းခြင်းသိမ်းခြင်းလို့တရားနာတယ်တရားထုတ်တယ်ဆိုတာဖြင့်ပြောင်းပြပါဒါကြတာရေးကြည့်တာပေါ့ဒါမပြောင်းခဲ့လို့ရှိရင်တရားဓမ္မတို့ခင်ဗျားတို့လေအသေးရှိရဲ့နဲ့အသေးရှာအနာရှိရဲ့နဲ့အဝရှိရဲ့နဲ့မနာတတ်တော့လေတရားဓမ္မတို့တရားလည်းနာရသေးတယ်အသေးရှိရဲ့နဲ့အသေးပြန်ရဒီကနေ့ရအခုတရားမှာဆိုတာညင်းဖို့မလိုဘူးနောက်တရားနာဒီဒုတရားနာရဏဘဝနာဖြစ်ရမှာပဲလူကောင်းသူကောင်းဖြစ်ရမှာပဲဆိုတော့အသေးရှာတာအသေးရှာတဲ့စိတ်နဲ့တရားမနာပါအသေးလို့ရရောက်ချင်လွန်းလို့တရားဓမ္မတို့အသေးမုန်းလွန်းလို့အသေးသက်သိဉ္ဇဉ်လို့ဆိုပြီးဒီကလာတရားနာကြပါတဘာမှတရားစားခြင်းလောက်ခြင်းလို့ဘုံကံကြည်ခြင်းလို့ဒါတွေကိုဘာမှမထည့်ပါဘူးဒါတွေဘာမှမထည့်ပါဘူးဒါတွေထည့်တဲ့ဒီနဲ့ပြန်နေတဲ့ဒီသုံးချက်လက်ပြေးတာအဲဒါကြောင့်အာရုံဓမ္မတွေဝိဝတ္တအစစ်ဖြစ်အောင်ဒီတရားနာတာဆရာရောက်လာတယ်မဟုတ်ဘူးဘုဝေနာဝေသေဝေရိသိဉ္ဇာကိုရကြလို့နာတယ်ဘုဝေနာဝေသေဝေရိသိဉ္ဇာငြိမ်းရကြလို့ကျင်နီးလာယူနေတဲ့ဒီလိုပြောင်းပလိုက်လို့ရှိရင်ဖြင့်တဲ့
ဒုက္ခရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခလွတ်ဖို့ပါပဲနမလို့ရင်ဒုက္ခရှိရင်လည်းဒုက္ခရှားတယ်တပည့်ကြအဲ့တော့ကလေးမိုက်မမိုက်ပါနဲ့လို့ဆိုတာတကယ်ကိုမှရင်တို့ပြောရ